အားလုံးပဲမင်္ဂလာပါစမတ်မြန်မာကနေကြိုဆိုပါရစေ။ဒီကနေ့မှာတော့အိမ်ချမ်းမြေငှားရမ်းခြင်းကနေ Passive Income တိစောက်နည်းဆိုတဲ့အကြောင်းအရာကိုတင်ဆက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့မြန်မာနိုင်ငံမှာအိမ်ငှားလုပ်ငန်းကလူအများစိတ်ဝင်စားကြပြီးတကယ်လည်းအလုပ်ဖြစ်နေတဲ့စီးပွားရေးတစ်ခုဖြစ်ပါတယ်။အခုလက်ရှိမှာလည်းခေတ်စားနေသလိုနောင်လာမယ့်အနာဂတ်မှာလည်းမိမ့်ပျောက်ပြဲမသွားနိုင်တဲ့လုပ်ငန်းတစ်ခုဖြစ်ပါတယ်။အိမ်ချမ်းမြေတိုက်ခန်းတစ်ခုခုကိုဝယ်ယူပိုင်ဆိုင်ထားခြင်းကနေ Passive Income ဆိုတဲ့ဝင်ငွေတစ်ခုရရှိနိုင်ဖို့ကိုအခုဗီဒီယိုလေးမှာအသေးစိတ်တင်ပြပေးသူအမှဖြစ်တဲ့အတွက်ကြောင့်အဆုံးထိလိုက်ပါကြည့်ရှုပေးဖို့တောင်းဆိုပါရစေအားလုံးပဲရှင်းရှင်းလင်းလင်းသိရှိနိုင်အောင်အခုဗီဒီယိုလေးကိုအပိုင်း6ပိုင်းခွဲပြီးတင်ပြပေးသွားမှာဖြစ်ပါတယ်အဲ့ဒီအပိုင်း6ပိုင်းကတော့အပိုင်း Passive Income ဆိုတာဘာလဲ1အိမ်ချမ်းမြေငှားရမ်းခြင်းကနေရရှိနိုင်မဲ့အကျိုးကျေးဇူးများ3အိမ်ချမ်းမြေငှားရမ်းခြင်းလုပ်ငန်းမစတင်မီစဉ်းစားရမယ့်အချက်များ4အိမ်ချမ်းမြေငှားရမ်းခြင်းလုပ်ငန်းစတင်မီ5အကျိုးအမြတ်တွက်ချက်နည်း6အောင်မြင်ဖို့အတွက်အကြံပြုချက်များအစရှိတဲ့အပိုင်း6ပိုင်းပဲဖြစ်ပါတယ်အပိုင်း Passive Income ဆိုတာဘာလဲပထမဆုံးအပိုင်းအနေနဲ့ Passive Income ဆိုတာဘာလဲဆိုတာကိုသိရှိထားဖို့လိုအပ်ပါတယ် Passive Income ဆိုတာအလုံးမလုံးပေမဲ့ဝင်ငွေရရှိနေတာကိုဆိုလိုတာဖြစ်ပါတယ်အဲ့ဒီလိုဝင်ငွေရရှိဖို့ဆိုတာစနစ်တစ်ခုဒါမှမဟုတ်ပိုင်ဆိုင်မှုတစ်ခုခုကိုအခိုင်အမာတည်ဆောက်ထားပြီးကိုမရှိရင်တောင်မှဒါမှမဟုတ်အချိန်နှဲငယ်အချိန်ပေးရုံနဲ့ဝင်ငွေရရှိနေအောင်ပြုလုပ်ထားခြင်းဖြစ်ပါတယ်ဥပမာအနေနဲ့ပြောရရင်အခုဖော်ပြပေးမဲ့အိမ်ချမ်းမြေတိုက်ခန်းအစရှိတာတွေကိုငှားရမ်းထားခြင်းကနေလစဉ်ဝင်ငွေရရှိနိုင်ပါတယ်အဲ့ဒီလိုစနစ်ဒါမှမဟုတ်ပိုင်ဆိုင်မှုတစ်ခုတည်းနဲ့ရေရှည်မှာလည်းရည်တည်နိုင်အောင်ထပ်မံတည်ဆောက်နိုင်တာကြောင့်အိမ်ချမ်းမြေရင်းနှီးမြှုပ်နှံခြင်းအိမ်ချမ်းမြေငှားရမ်းခြင်းလုပ်ငန်းလုပ်ကိုင်မဲ့သူတွေအတွက်အရန်ကောင်းတဲ့အခွင့်အလမ်းဖြစ်ပါတယ်အပိုင်းနဲ့အိမ်ချမ်းမြေငှားရမ်းခြင်းကနေရရှိနိုင်မဲ့အကျိုးကျေးဇူးများအိမ်ငှားလုပ်ငန်းလုပ်တဲ့အခါရရှိနိုင်မဲ့အကျိုးအမြတ်တွေအများကြီးရှိပါတယ်အဲ့ဒါတွေကတော့နံပါတ်1တည်မြဲတဲ့ဝင်ငွေရရှိနိုင်ခြင်းဖြစ်ပါတယ်လတလကုန်တာနဲ့လစဉ်ငှားရမ်းခဝင်ငွေပုံမှန်ရရှိနေမှာပဲဖြစ်ပါတယ်နံပါတ်2တန်ဖိုးတက်နိုင်ခြင်းဖြစ်ပါတယ်ရေရှည်မှာအိမ်ချမ်းမြေဈေးနှုန်းတွေတက်လာတာနဲ့အမျှမိမိပိုင်ဆိုင်ထားတဲ့အိမ်ချမ်းမြေတန်ဖိုးလည်းတက်လာမှာဖြစ်တာကြောင့်ရင်းနှီးမြှုပ်နှံထားသူတွေအနေနဲ့လာမယ့်အနာဂတ်မှာအကျိုးမြတ်တေချာရရှိစေမှာဖြစ်ပါတယ်။နံပါတ်3မိသားစုအနာဂတ်စီးပွားရေးအတွက်အကာအကွယ်ရရှိခြင်းဖြစ်ပါတယ်။အိမ်ချမ်းမြေတစ်ခုခုကိုပိုင်ဆိုင်ထားခြင်းကအလွယ်တကူပြောင်းရွှေ့လို့မရနိုင်တဲ့လက်စုပ်လက်ကင်ပြနိုင်တဲ့ပိုင်ဆိုင်မှုတစ်မျိုးဖြစ်တာကြောင့်မိသားစုတစ်စုအတွက်အနာဂတ်ပိုင်ဆိုင်မှုကိုလုံခြုံမှုဖြစ်စေပါတယ်။အပိုင်း3အိမ်ချမ်းမြေငှားရမ်းခြင်းလုပ်ငန်းမှာစတင်ပြီးစဉ်းစားရမယ့်အချက်များကျွန်တော်တို့ကြည့်ရှုသူပရိသတ်တွေအနေနဲ့အိမ်ချမ်းမြေငှားရမ်းခြင်းလုပ်ငန်းကိုတကယ်စတင်လုပ်ကိုင်တော့မယ်ဆိုရင်အခုဖော်ပြပေးမယ့်အချက်လေးတွေကိုတေချာလေးစဉ်းစားကြည့်ဖို့လိုအပ်ပါတယ်။နံပါတ်1အချက်နေရာဖြစ်ပါတယ်။နေရာကအရေးကြီးဆုံးဦးစားပေးစဉ်းစားရမယ့်အချက်တစ်ခုဖြစ်ပါတယ်။မိမိရွေးချယ်တဲ့နေရာကအလောက်ကိုင်ခွင့်လမ်းပေါ်များတဲ့နေရာဈေးနဲ့နီးတဲ့နေရာတည်ယူပို့ဆောင်သွားလာရေးအတွက်လွယ်ကူတဲ့နေရာအစရှိတဲ့အချက်တွေပေါ်မူတည်ပြီးငှားရမ်းနေထိုင်မဲ့သူများစိတ်ဝင်စားလာအောင်စဉ်းစားရွေးချယ်သင့်ပါတယ်။နံပါတ်2အိမ်ချမ်းမြေအမျိုးအစားကိုစတင်ရင်းနှီးမြှုပ်နှံမှုလုပ်ကိုင်မဲ့အိမ်ချမ်းမြေအမျိုးအစားကတိုက်ခန်းလားလုံးချင်းအိမ်လားကွန်ဒိုလားဆိုတာကိုတေချာလေးလေးလာဆန်းစစ်စဉ်းစားဖို့လိုအပ်ပါတယ်ဒီနေရာမှာတိုက်ခန်းတွေကစတင်ရင်းနှီးမြှုပ်နှံမှုပြုလုပ်မဲ့သူတွေအတွက်ပုံမတင့်တော်အဆင်ပြေစေပါတယ်နံပါတ်3ဘဏ်ချေးငွေစနစ်တချို့တိုက်ခန်းတွေကဝယ်ယူတဲ့အခါငွေကိုချက်ချင်းအပြည့်ပေးချေစရာမလိုပဲဒေါင်းပေးမဲ့အနေနဲ့20%ကနေ30%အထိစတင်ငွေပေးချေပြီးဝယ်ယူနိုင်ပါတယ်ဒါပေမဲ့ဘဏ်ချေးငွေစနစ်အတိုးနှုန်းစနစ်တွေကိုတေချာလေ့လာပြီးမှဝယ်ယူရင်းနှီးမြှုပ်နှံမှုပြုလုပ်ဖို့အကြံပေးချင်ပါတယ်နံပါတ်4တန်ဖိုးတက်နိုင်တဲ့နေရာရွေးချယ်မှုလာမယ့်အနာဂတ်မှာတန်ဖိုးတက်လာနိုင်တဲ့နေရာတွေကိုရွေးချယ်ပြီးဝယ်ယူရင်းနှီးမြှုပ်နှံခြင်းကအခုလက်ရှိမှာငှားရမ်းခြင်းကနေဝင်ငွေရရှိနိုင်တယ်လို့လာမယ့်အနာဂတ်မှာလည်းအိမ်ချမ်းမြေဈေးနှုန်းတက်ခြင်းတန်ဖိုးတက်ခြင်းတွေကနေအကျိုးမြတ်ကိုအသေးချာရရှိစေမှာဖြစ်ပါတယ်အပိုင်း4အိမ်ချမ်းမြေငှားရမ်းခြင်းလုပ်ငန်းစတင်နည်းအပိုင်း2နဲ့3မှာအိမ်ချမ်းမြေငှားရမ်းခြင်းလုပ်ငန်းကနေရရှိနိုင်မဲ့အကျိုးကျေးဇူးများနဲ့လုပ်ငန်းမစတင်မီစဉ်းစားရမယ့်အချက်များကိုဖော်ပြပေးသွားပြီးဖြစ်တာကြောင့်အခုအပိုင်းလေးမှာတော့လက်တွေ့အနေနဲ့အိမ်ချမ်းမြေငှားရမ်းခြင်းလုပ်ငန်းစတင်နည်းအဆင့်တွေကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။အဆင့်1အိမ်ချမ်းမြေရှာခြင်းကိုဝယ်ယူရင်းနှီးမြှုပ်နှံမှုပြုလုပ်မဲ့အိမ်ချမ်းမြေကို Facebook iMyanmar House BPI Property.com အစရှိတဲ့ platform တွေကတဆင့်ရှာဖွေနိုင်တယ်လို့တကယ်မြေပြင်လက်တွေ့မှာလည်းကိုယ်တိုင်ကွင်းဆင်းလိုက်လံရှာဖွေကြည့်ရှုနိုင်ပါတယ်။အဆင့်2ဈေးနှုန်းညှိနှိုင်းခြင်းရက်ကွက်ခြင်းနေရာချင်းအတူတူတောင်အိမ်ချမ်းမြေအမျိုးအစားအကျယ်ဝန်းပိုင်ဆိုင်မှုအထောက်အထားအစရှိတာတွေကွာနိုင်တာကြောင့်ဝယ်ယူမဲ့ဈေးနှုန်းကိုအခြေအနေကြည့်ပြီးညှိနှိုင်းဆောင်ရွက်ရမှာဖြစ်ပါတယ်။အဲ့ဒီလိုညှိနှိုင်းဆောင်ရွက်ရမှာကိုကပြန်လည်ငှားရမ်းခြင်းလုပ်ငန်းကိုပြုလုပ်မှာဖြစ်တာကြောင့်ကိုဝယ်ယူပြီးပြန်လည်ငှားရမ်းတဲ့အခါ
ရရှိနိုင်မဲ့ငှားရမ်းခဈေးနှုန်းနဲ့လည်းနှိုင်းယှဉ်ကြည့်ဖို့မဖြစ်မနေလိုအပ်ပါတယ်။အဆင့်3ပြုပြင်မွမ်းမံခြင်းရွေးချယ်ဝယ်ယူပြီးတဲ့အခါလိုအပ်တာတွေကိုပြန်လည်အဆင့်မြင့်တင်ပြုပြင်မွမ်းမံဖို့လိုအပ်ပါတယ်။ဒါမှသာငှားရမ်းမဲ့သူတွေရဲ့စိတ်ဝင်စားမှုကိုရရှိနိုင်ပြီးငှားရမ်းခဈေးနှုန်းလည်းပိုမိုရရှိနိုင်မှာဖြစ်ပါတယ်။အဆင့်4စာချုပ်စာတမ်းပြုလုပ်ခြင်းအငှားတင်တဲ့အခါ6လစာစာချုပ်ချုပ်ဆိုကြတာများပါတယ်။စာချုပ်စာတမ်းပြုလုပ်တဲ့အခါမှာငှားရမ်းသည့်အချိန်ကာလပါဝင်ပစ္စည်းများအစရှိတဲ့အချက်လက်တွေကိုအသေးချာလေးရေးသားချုပ်ဆိုဖို့လိုအပ်ပါတယ်။အဆင့်5စီမံခန့်ခွဲခြင်းအိမ်ချမ်းမြေငှားရမ်းခြင်းပြုလုပ်တဲ့အခါမှာမိမိကိုယ်တိုင်စီမံခန့်ခွဲခြင်းမပြုလုပ်နိုင်ရင်အိမ်ချမ်းမြေပွဲစားဒါမှမဟုတ် property management company တစ်ခုခုကိုအကျိုးဆောင်အနေနဲ့အနံ့နိုင်ပါတယ်။အဆင့်6စည်ရင်းစရာပြုလုပ်ထားခြင်းဝယ်ယူမှုပြုပြင်မွမ်းမံမှုငှားရမ်းခဝင်ငွေရရှိမှုအစရှိတာတွေကိုနှစ်အလိုက်စည်ရင်းစရာလေးတေချာပြုလုပ်ထားတဲ့အခါပြန်လည်ရောင်းချတာပဲဖြစ်ဖြစ်ထပ်မံငှားရမ်းမှုပြုလုပ်တာပဲဖြစ်ဖြစ်ရေရှည်အနာဂတ်မှာအကျိုးအမြတ်ဘယ်လောက်ရရှိနိုင်မလဲဆိုတာကိုသိရှိနိုင်မှာဖြစ်တယ်လို့အရှုံးမရှိအောင်ကြိုတင်မှန်းဆတွက်ချက်နိုင်မှာဖြစ်ပါတယ်။အပိုင်းကအကျိုးအမြတ်တွက်ချက်နည်းအိမ်ချမ်းမြေငှားရမ်းခြင်းလုပ်ငန်းကနေအကျိုးအမြတ်ဘယ်လောက်ရရှိနိုင်မလဲဘယ်လောက်ရရှိအောင်ပြုလုပ်ရမလဲအစရှိတာတွေကိုကြိုတင်တွက်ချက်ထားဖို့လိုအပ်ပါတယ်။ဥပမာအနေနဲ့တွက်ချက်ကြည့်ရရင်လူတစ်ယောက်ကတိုက်ခန်းတစ်ခန်းကို3000နဲ့ဝယ်တယ်ဆိုပါစို့လစဉ်ငှားရမ်းခအနေနဲ့9သိန်းနဲ့အငှားတင်ထားရင်တစ်နှစ်ဆိုရင်360ရရှိမှာဖြစ်ပါတယ်။အဲ့ဒီတစ်နှစ်စာငှားရမ်းခဝင်ငွေ360ထဲကနေပြုပြင်ထိန်းသိမ်းပြင်ဆင်ခအနေနဲ့9သိန်းနှုတ်လိုက်ရင်တစ်နှစ်စာ net profit 55သိန်းရရှိမှာဖြစ်ပါတယ်။အဲ့ဒီ55သိန်းက return on investment 9.5ဖြစ်ပါတယ်။နောက်ထပ်အကျိုးအမြတ်တစ်ခုအနေနဲ့လာမယ့်အနာဂတ်မှာအိမ်ချမ်းမြေဈေးနှုန်းတွေတက်လာခြင်းနဲ့အတူကိုဝယ်ယူထားတဲ့အိမ်ချမ်းမြေတန်ဖိုးလည်းတက်လာမှာဖြစ်တာကြောင့် total profit ပိုမိုရရှိနိုင်မှာပဲဖြစ်ပါတယ်။အပိုင်း6အောင်မြင်ဖို့အတွက်အကြံပြုချက်များအိမ်ချမ်းမြေတိုက်ခန်းငှားရမ်းခြင်းကနေ passive income ရရှိနိုင်ဖို့မဖြစ်မနေသိရှိနားလည်ထားရမယ့်အချက်တွေကိုအပိုင်း5ပိုင်းအနေနဲ့တင်ဆက်ပြီးဖြစ်တာကြောင့်အခုနောက်ဆုံးအပိုင်းအနေနဲ့အားလုံးပဲအဆင်ပြေနိုင်အောင်မြင်ဖို့အတွက်အကြံပြုချက်များကိုထပ်မံပြီးဖော်ပြပေးသွားခြင်းပါတယ်ပထမဆုံးအချက်အနေနဲ့ငှားရမ်းမဲ့သူကိုတေချာလေ့လာဆန်းစစ်ဖို့လိုပါတယ်ဝန်ထမ်းဆိုရင်သူရရှိနေတဲ့လစာသူ့ရဲ့လုပ်ငန်းသူငှားနိုင်မဲ့တက်တန်းအစရှိတာတွေကိုကြိုတင်တွေးတောလေ့လာဆန်းစစ်ဖို့လိုပါတယ်ဒုတိယအချက်အနေနဲ့လိုအပ်တဲ့ပြုပြင်မွမ်းမံမှုကိုမကြာခဏပြုလုပ်ပေးဖို့လိုအပ်ပါတယ်။ဘာလို့လဲဆိုတော့မိမိအိမ်ကကောင်းတဲ့တတ်နေဆိုလို့ရှိရင်အိမ်ငှားသူလည်းစိတ်ကျေနပ်မှုရရှိပြီးရေရှည်ငှားရမ်းနေထိုင်နိုင်ပါတယ်။တတိယအချက်အနေနဲ့အိမ်ငှားရမ်းခဈေးနှုန်းကိုဈေးကွက်နဲ့အညီလိုက်လံပြင်ဆင်ဖို့လိုအပ်ပါတယ်။မိမိရဲ့အိမ်ချမ်းမြေတိုက်ခန်းအစရှိတာတွေရဲ့ပတ်ဝန်းကျင်မှာရှိတဲ့အလားတူအိမ်ချမ်းမြေတိုက်ခန်းတွေရဲ့ငှားရမ်းခဈေးနှုန်းတွေကိုအမြဲလေ့လာသိရှိနေဖို့လိုအပ်ပါတယ်။ဒါမှသာဈေးတက်နိုင်မဲ့အခြေအနေရှိတယ်ဆိုရင်လည်းလိုက်လံဈေးတက်နိုင်တယ်လို့စီးပွားရေးအခြေအနေအရဈေးချပေးရမယ့်အခြေအနေမှာလည်းလိုက်လံချပေးရမှာဖြစ်တာကြောင့်အိမ်ရှင်အိမ်ငှားအဆင်ပြေပြီးမိမိရဲ့အိမ်ငှားခဝင်ငွေလမ်းကြောင်းကိုလည်းအမြဲတည်တဲ့နေစေမှာဖြစ်ပါတယ်။အခုဖော်ပြပေးသွားတာကတော့အိမ်ချမ်းမြေငှားရမ်းခြင်းကနေ passive income တိစောက်နည်းကိုအပိုင်း6ပိုင်းခွဲပြီးအဆင့်ဆင့်တည်တည်ချာချာတင်ဆက်ဖော်ပြပေးသွားတာဖြစ်ပါတယ်။ကြည့်ရှုသူပရိသတ်တွေအနေနဲ့လည်းတကယ်ပဲနားလည်သိရှိပြီးကြိုက်နှစ်သက်ကြလိမ့်မယ်လို့ထင်ပါတယ်။အိမ်ချမ်းမြေငှားရမ်းခြင်းလုပ်ငန်းဟာလစဉ်လတိုင်းဝင်ငွေရရှိနိုင်တဲ့လုပ်ငန်းတစ်ခုဖြစ်တယ်လို့အနာဂတ်မှာလည်းလုံခြုံစိတ်ချရမှုရှိပြီးအကျိုးအမြတ်ရရှိစေနိုင်တဲ့လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ Smart မြန်မာကနေအခုလိုမျိုးလူတိုင်းအတွက်အကျိုးရှိစေနိုင်မဲ့တကယ်လက်တွေ့မှာလည်းအသုံးချနိုင်မဲ့အကြောင်းအရာလေးတွေကိုအသေးချာလေးအသေးစိတ်ဖော်ပြပေးနေတာဖြစ်တာကြောင့်နောက်ထပ်မံဖော်ပြပေးမယ်အကြောင်းအရာလေးတွေကိုကြည့်ရှုနိုင်အောင် like follow subscribe လုပ်ထားပေးကြပါဦးတော့အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြရအောင်